လေဟဲဦးလေစိတ်ကို8နိုင်ခွဲလောက်ရောက်ပါတယ်အဲ့လေဟဲဦးလေစိတ်ကနေပြီးတော့တောင်ကြီးကိုသွားတဲ့လမ်းမှာဘဝတန်တဲ့ရထားလမ်းပေါ်မှာသွားပြီးတော့လေးလာရေးလုပ်ခဲ့ပါတယ်တောင်ကြီးကိုရောက်တဲ့တောင်ကြီးကိုဖြတ်ပြီးတော့မှအခုဒီထန်ဆန်းခုမှာလာပြီးတော့လေးလာဖြစ်တာပါထန်ဆန်းခုကိုကျွန်မအရင်တော့က2016လောက်ကဖြစ်မယ်ထင်တဲ့တစ်ခါရောက်ဖူးပါသေးတယ်ဒါပေမဲ့ဒီတစ်ခါကျတော့ပို့ပြီးတော့ဘယ်လိုပြောရမလဲနည်းနည်းပို့ပြီးတော့တက်ရဖြစ်လာတယ်ခီးသွားရင်လည်းပို့ပြီးများလာတာတွေ့ရတယ်ပင်လုံကျောက်တိုင်ဘက်ကိုလည်းသွားပြီးတော့လဲခွင့်ရခဲ့တယ်ပင်လုံကျောက်တိုင်ကတော့ကျမအနေနဲ့ဆိုလို့ရှိရင်တော့ဟိုးငယ်ငယ်ကြီးနဲ့သွားဘူးကျင်တဲ့နေရာတစ်ခုပေါ့နော်ဆိုတော့အဲ့ဒါရတဲ့အချိန်လေးအတွင်းမှာဒီနေ့သွားခဲ့တယ်မိုးလေးကတော့နည်းနည်းရွာနေတယ်ဒါပေမဲ့စိတ်ကြည်နဲ့ခဲ့တယ်ကိုသွားကျင်တဲ့နေရာကိုသွားခဲ့ရတဲ့အတွက်ပေါ့အဲ့အနေမှာကျမတို့ဒီဘက်ကိုဆက်လာတယ်နမ်ဆန်မြို့ကိုကြော်ပြီးရဲ့အခါကျတော့ဒီမိုးနယ်မြို့ထီကိုရောက်လာတယ်ပေါ့နော်ကိုကျမတို့ရောက်ရှိနေတဲ့နေရာကတော့မိုးနယ်မြို့နယ်မှာရှိတဲ့ရှေးဟောင်းဘုံကျောင်းပဲဖြစ်ပါတယ်ကျမထင်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း150ပတ်ဝန်းကျင်လောက်ကပဲဖြစ်မယ်ထင်တယ်ဖျားပုံစံတွေကြည့်ရတာကတချို့လူတွေကပြောကြတာရှမ်းဘကန်လို့တောင်တင်စားပြီးတော့ပြောကြတယ်ဒီနေရာလေးကတော့ဒီမိုးနယ်မြို့နားလေးမှာရှိရပါကျမတို့ခုတည်းကတော့ပင်ပန်းနေလို့တော့မထင်ရသေးပါဘူးရှင်ပျော်စရာကောင်းပါတယ်ဆိုတော့ရဲကစီစဉ်ပေးတယ်အဓိကကတော့ဒီမှာဖျားရှေ့ဟောင်းဖျားတွေပေါ့ရှေ့ဟောင်းဖျားတွေအရင်တော့ကျမတို့တွေသိတာကပကံမှာပဲရှေ့ဟောင်းဖျားတွေရှိရဲဆိုတော့ဟာကိုပဲလူတွေကသိခဲ့ကြတာပေါ့နော်အခုဟာလည်းအရင်တော့ကျမဆိုလည်းဒီနေရာမှာဒီလိုရှေ့ဟောင်းဖျားတွေရှိနေဆိုတာမသိခဲ့ဘူးအခုမှရောက်ဖူးတဲ့အခါကျတော့မှဒါတွေကတကယ်ကိုရှေးဟောင်းမွေးနေ့တွေဖြစ်တယ်ပို့ပြီးတော့တိလာတယ်ပေါ့နော်ဆိုတော့ဒီဖျားတွေလည်းခုနကပြောသလိုပဲနှစ်ပေါင်းတော်ကိုကြာလောက်ပြီလို့ထင်တယ်သူကတကယ်ကိုရှမ်းပကံလို့လဲတင်စားခေါ်ဝေါ်ထိုက်တဲ့နေရာမျိုးပေါ့နော်